ကျမခင်ပွန်းရဲ့အပျော်ပါအလစ်ကိုလိုက်ရှာကြည့်လိုက်တော့မှသူမဟာစကားအဖြစ်ယုံတယ်မကပဲနတ်သမီးလေးတစ်ပါးလိုဖြူစင်လုံးနေတာကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်သူတို့ကိုပေါက်ဖက်ခွင့်ပေးပြီးကျမပဲထွက်သွားဖို့ဆုံးဖြတ်လိုက်တယ်မထင်မှတ်ပဲကျမအပေါ်ကိုမျက်နှာချက်ကမီးဆိုင်ကြီးပြုတ်ကျလာတဲ့အချိန်မှာတော့သူမဟာအန်ရယ်ကိုဂရုမစိုက်ပဲပြေးဝင်လာပြီးကျမကိုကဲတင်ခဲ့ပါတယ်။ကျမအယမ်းအံ့ဩသွားပြီးဘာလို့ကဲတာလဲလို့မေးမိတဲ့အခါသူမကဘသူကိုမဆိုကဲမှာပါလို့ညင်သားစွာပြန်ပြောခဲ့တယ်။သူမရဲ့ကျင်နာတဲ့မျက်ဝန်းတွေကိုကြည့်ရင်ချက်ကဘာလို့သူမကိုချစ်သွားတာလဲဆိုတာကျမနားလည်သွားခဲ့ပါပြီ။ဒါကြောင့်ကောင်မလေးကိုဒေါ်လာ1 တန်းတန်ချက်လက်မှတ်တစ်ခုပေးလိုက်ပြီးချက်ကိုသူမစီအနှင်းဖို့ပြင်ဆင်လိုက်ပါတယ်။တကယ်တော့ကျမဟာအရင်ဘဝကနေကူးပြောင်းလာသူတစ်ယောက်ပါ။အရင်ဘဝတုန်းကကျဲရဲ့ဖောက်ပြန်မှုကိုသိလိုက်ရချိန်မှာကျမချက်နဲ့အကြီးအကျယ်ရန်ဖြစ်ခဲ့ဘူးတယ်။သူကလက်မှတ်ထိုးဖို့အိမ်တော်ရေးသဘောတူညီချက်ကိုထုတ်လာတဲ့အခါသူ့အကြံမအောင်မြင်အောင်စာချုပ်ကိုကျမချက်ချင်းဆုတ်ခဲပစ်လိုက်တယ်။မထင်မှတ်ပဲဒါဟာကျဲရဲ့ယူသွတ်တဲ့လက်စားချေမှုကိုဖြစ်စေခဲ့ပါတယ်။ကျမပြန်လို့လာတဲ့အချိန်မှာတော့ဖောက်ပြန်မှုကိုသိလိုက်ရတဲ့အချိန်စီပြန်ရောက်နေခဲ့တာပါ။ကျမစိတ်ကိုတည်ငြိမ်အောင်ထားပြီးအဲလစ်စီကနေအရင်စဖို့ဆုံးဖြတ်ခဲ့ပေမဲ့အခုတော့သူမဟာဖြူစင်ကျင်တာသူမှန်းသိသွားခဲ့ပါပြီ။အဲ့ဒီအချိန်မှာချက်ကသူမစီဖုန်းဆက်လာတာကြောင့်အခွင့်ကောင်းယူပြီးဖះเจ้าထဲကနေကျမထွက်လာခဲ့ပါတယ်။မကြခင်မှာပဲကွာရှင်းစာချုပ်ပြင်ဆင်ပြီးကုမ္ပဏီကိုတွားခဲ့ပေမဲ့ရုံးခန်းတကားမှာလက်ထောက်ကတားထားပါတယ်။ဒါနဲ့တကားကိုတိတ်တိတ်လေးတုံးဖွင့်ကြည့်လိုက်တော့စောစောကရခဲ့တဲ့အဲလစ်ရဲ့တန်ရာတွေကိုချက်ကဆေးထည့်ပေးနေတာတွေ့လိုက်ရတယ်။ကျမလည်းကွာရှင်းစာချုပ်ကိုလက်ထောက်စီအပ်ခဲ့ပြီးကျမလာခဲ့တာကိုချက်ကိုမပြောဖို့မှာခဲ့ပါတယ်။အိမ်ကိုချက်ချင်းပြန်ပြီးချက်ပေးခဲ့တဲ့လက်ဆောင်တွေကိုအကုန်မိရှုပစ်လိုက်တယ်သူ့ကိုအပြီးတိုင်ထားခဲ့ဖို့ပေါ့အဲလစ်စီပြန်သွားပြီးအကြောင်းစုံကိုဝန်ခံဖို့လုပ်တဲ့အခါမှာတော့သူမဟာချက်မှာစနီးရှိမှန်းမသိရှာပဲအစွန့်ပစ်ခံရမှာကိုလည်းအရန်စိုးရိမ်နေတာတွေ့လိုက်ရတယ်ကျမတကယ်ကိုမလုပ်ရတော့တာကြောင့်အိမ်သာသွားအောင်မယ်ဆိုပြီးခဏရှောင်ထွက်ခဲ့ပါတယ်မထင်မှတ်ပဲကျမထွက်လာတာနဲ့လူမိုက်တစုကအဲလစ်စီကိုချင်းကပ်သွားပါတော့တယ်